လောက်ကြောင်းပါလောက်ကြမယ်ဆိုရင်ဘာကိုအရင်ဆုံးဆိုရင်လူတော်များ CV ပဲ CV ပြင်ကြတယ် CV ကို share လုပ်တယ် CV ရှောက်တင်တယ်ပြီး interview ခေါ်ရဲသွားဖြေတယ်မအောင်ကြားတယ်ဘာဖြစ်တယ်ညာပြီးဒါပဲကျုံလာတစ်ခါဖြူပေါ့ interview ဒီပါနည်းနည်းဝဝရဲလို့ကြားရင်တော့နောက်တစ်ခေါက်3-4ခေါက်လောက်မှအောင်သွားတတ်တယ်ပေါ့နော်ကန်ကောင်းထောင်းမှလာလို့အရင် qualification မလိုတဲ့ interview လေးတွေဆိုရင်ဆင်ပြေတယ်ပေါ့နော်နည်းနည်းမြင့်လာတဲ့ဟိုတော့ဆိုရတဲ့ level တော့ manager level ဆိုရင်အဲ့လိုမျိုးဗျာမလားကိုကျုံလို့ဖြေလိုက်လို့ဆိုရင်ပြေဘူးပေါ့နော် CV တခုတည်းပဲကောင်းအောင်လုပ်လို့မရဘူးလို့ပြောချင်တာအဓိကကိုက interview ဖြေရင်ဘာပြောမလဲအခုကျွန်တော်ကိုယ်တိုင်လည်းအားနေခဲ့တယ်ပေါ့နော်အဲ့ဒါ interview ဖြေရင်ဘာတွေပြောမလဲဆိုတာကိုမပြင်ဆင်သွားဘူးကြပါတယ်ဒီစီပါကျုံလို့ပေါ့မိစဉ်ကြီးကတာပေါ့အဲ့လိုမျိုးလေးတွေလုပ်တယ်လုပ်တော့စင်မပြေဘူးစင်မပြေတာအများကြီးစိတ်လက်ကြတယ်လေအဲ့တော့ကိုက interview တစ်ခုကို CV ပြင်ရမှာလည်းမပြင်ရ CV ပြင်ရမှာပါချက် okay CV ပြင်ရမယ်လို့ရှောက်ရမယ်အဲ့ရှောက်နေစဉ်မှာပဲကိုယ့်ကို interview တွေလာမခေါ်ခင်မှာ interview ရဲ့အကြောင်းတွေလေ့လာမယ်ဘာတွေမေးတက်လဲဘာတွေဖြေရမလဲဘာမှလေ့လာမယ်ဆိုတော့ YouTube တွေပါလည်းအများကြီး Facebook ကအများကြီးပဲ interview ကိုဘယ်လိုဖြေရတယ်လို့ interview အကောင်းဆုံး interview မေးခွန်းများအကောင်းဆုံး interview အဖြေမေးခွန်းနဲ့အဖြေများဆိုတာအများကြီးပဲအဲ့တော့ကြိုလေ့လာရမယ်လေ့လာပြီးလေ့လာရုံဖတ်လိုက်ရုံနဲ့ဆိုရင်ကိုယ့်ကိုလည်း practice လုပ်ကြည့်ရမှာပေါ့နော်ဟိုတယောက်ရှိ2ယောက်ပြောရင်လည်းဆင်ပြေတယ်အခုခါဟိုလွယ်တယ်ကင်မရာတွေဖုန်းတွေရှိတယ်ကိုယ်တယောက်တည်းပြောကြည့်ဘာမေးဘယ်လိုဖြေမလဲဘာမေးဘယ်လိုဖြေမလဲပြောကြည့်လို့အဆင်ပြေပြီအဆင်ပြေလားဖြည်းဖြည်းနဲ့ဘာလို့ပြောရင်နဲ့အဆင်ပြေလားမပြောဘဲနဲ့တော့အဆင်မပြေဘူးပထမတစ်ခေါက်ပြောတာနဲ့ဒုတိယတစ်ခေါက်ပြောတာမတူဒုတိယတစ်ခေါက်ပြောပိုကောင်းအဲ့လိုပဲကိုယ့်ကို practice လုပ်ရင်လည်းကိုယ်အကောင်းဆုံးနေတာပြောအဲ့အချိန်ကျမှ interview ကလည်းခေါ်မယ်ကိုကလည်းပြင်ဆင်ထားမယ်ဆိုရင်ကိုလိုချင်တဲ့လုပ်ဆိုရင်ရဖို့များတယ်ကိုရည်ချင်းနဲ့ကိုက်ညီတဲ့လုပ်ဆိုရင်ရဖို့များတယ်အဲ့တော့အဓိက interview ကိုဘယ်လိုဖြေမလဲဆိုတာလေးကိုလည်းလေ့လာပါလေ့ကျင့်ပါအဓိကတော့လေ့လာရုံနဲ့မရဘူးလေ့ကျင့်များလေ့ကျင့်တယောက်တည်းဆိုလည်းဖြစ်တယ်အခုခေတ်ကြီးကအဆင်ပြေတယ်ဘယ်တော့တယောက်တည်းလည်းဒီခေတ်ကြီးပါရန်လွယ်တာတွေများလာပြီဟိုလုံးမယ်ဆိုရင်ပေါ့ဒါလည်းလုံးမယ်ဆိုရင်ပေါ့နော်မလုပ်ဘူးဆိုရင်ကြိုင်မယ်အရင်တော့လည်းမလုပ်ဘူးလည်းမလုပ်ဘူးလှုပ်ချင်တဲ့လူတွေအတွက်တင်ရတာတွေကဟိုကရန်လွယ်ပို့ပြီးတော့ဆင်ပြေတယ်နော်အင်တာနက်ရှိရယ်ဖုန်းရှိရယ်ရှာလို့ရတယ်ပြီးရင်လိုက်လေ့ကျင့်ရမယ်လိုက်လို့ကျင့်ရမယ်လေ့ကျင့်ပါအဓိကတော့ကျွန်တော်တို့သူများတစ်ခေါက်နဲ့ရတဲ့လုပ်ကိုကလေ့ကျင့်နဲ့ဒူတယ်ပေါ့ဒူတယ်ဆိုရင်တစ်ခေါက်တော့လို့လေဘာဖြစ်လို့အဲ့တော့သူတစ်ခေါက်နဲ့ရတယ်ကိုတစ်ခေါက်မှရတယ်ဆိုဘာမှဖြစ်ဘူးဒါကတော့ဒူးနဲ့သူကဒီကိစ္စမှာနည်းနည်းကိုတက်ပို့တာတယ်โอเคကိုလည်းတခြားနေရာကိုတိုးတက်ပို့တာရှိလိမ့်မယ်မတွေ့ကြသေးတာပဲရှိအဲ့တော့ကျွန်တော်များလေ့ကျင့်ဖို့လိုတယ်မရဘူးမအောင်ဘူးဘာညာဆိုတာကကောင်းဘက်ကြည့်ကိုအားနေချက်နဲ့ပြင်ဆင်တာအားနေသွားတယ်ပေါ့အဲ့လိုမြင်ရမယ်ပြီးပို့ပြီးတော့ပြင်ဆင်ရမယ်ပို့ပြီးတော့စူးစမ်းပြီးတော့ကိုရလိုချင်နေဆိုရင်လိုချင်တာရလိုချင်တယ်လေပို့ပြီးတော့ view site ပြင်ဆင်ရလိမ့်မယ်ပဲအဲ့ဒါပါပြင်ဆင်ပါလေ့ကျင့်ပါโอเค